ကမ္ဘာအန်ရဲ့အရှိဆုံးရာဇဝတ်ကောင်တွေအပြည့်နဲ့လေရင်သစင်းကိုပြန်ပေးဆွဲခံလိုက်ရရင်ဘာဖြစ်မလဲဒါပေမဲ့အဲ့ဒီလေရင်ပေါ်မှာသူတို့မမျှော်လင့်ထားတဲ့လူသက်သမားတစ်ယောက်ပါလာခဲ့မယ်ဆိုရင်ဒီနေ့မှာတော့1990ကျော်ကာလတွေရဲ့အကောင်းဆုံး action ရုပ်ရှင်တွေကတကားချီက Con Air ကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်အစမှာကျွန်တော်တို့ရဲ့မင်းသားကြီးကင်မရွန်ပိုးကိုအရင်ဆုံးမိတ်ဆက်ပေးပါရစေ။သူကတော့အမေရိကန်ရဲ့အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ပေါ့။တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့ညမှာပဲသူ့ရဲ့ဇနီးကိုအရက်မူးနေတဲ့လူရန်ကားတစုကလာရောက်နှောက်ယှက်ကြပါတယ်။ကင်မရွန်ဟာသူ့ဇနီးကိုကာကွယ်ဖို့ကြိုးစားရင်းတစ်ဖက်လူကိုလက်လွန်ပြီးတတ်မိသွားခဲ့တယ်။သူဟာစစ်သားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့လက်သီးဟာလက်နက်တစ်ခုလိုအစွမ်းထက်တယ်လို့တရားရုံးကသတ်မှတ်လိုက်တာကြောင့်လူသက်မှုနဲ့ထောင်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ထောင်ထဲမှာ8နှစ်ကြာအောင်နေခဲ့ရတဲ့အတော်အတွင်းကင်မရွန်ဟာသူ့ရဲ့သမီးလေး KCC ကစာတွေကိုဖတ်ရင်းအားသိမ်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူဟာခံဝင်နဲ့လွတ်မြောက်ခွင့်ရခဲ့ပြီးသမီးလေးရဲ့မွေးနေ့မှာအိမ်ပြန်မှုတခွင့်ရေးရခဲ့ပြီပေါ့။ဒါပေမဲ့ကန်ဂျမာကသူ့ကို knock ပြောင်းလိုက်ပြန်ပါတယ်။သူအိမ်ပြန်ဖို့စီးနှင်းရမယ် jailbird လို့ခေါ်တဲ့လေယာဉ်ဟာရိုးရိုးခရီးတင်လေယာဉ်မဟုတ်ပဲအမေရိကန်မှာနာမည်ကြီးတဲ့ထိပ်တန်းရာဇဝတ်ကောင်တွေကိုတခြားထောင်တစ်ခုကိုပြောင်းရွှေ့ပေးဖို့မဲ့လေယာဉ်ထင်နေတာပါ။ဒီလင်းပေါ်မှာပါလာတဲ့သူတွေကတော့တာမန်လူတွေမဟုတ်ပါဘူးအထူးသဖြင့် The Virus လို့လူသိများတဲ့ညံကြီးရှင်ရာဇဝတ်ကောင် Cyrus ပါပဲသူဟာထောင်ထဲမှာနှစ်ပေါင်းများစွာနေရင်လေရင်ကိုပြန်ပေးဆွဲရမလဲဆိုတဲ့အစီအစဉ်ကိုအသေးစိတ်ဆွဲထားခဲ့တာပါလေရင်ပေါ်ရောက်ပြီးမကြခင်ပါပဲ Cyrus ဥဆောင်တဲ့ရာဇဝတ်ကောင်တွေဟာသူတို့ရဲ့အစီအစဉ်အတိုင်းလုံခြုံရေးရဲတွေကိုတိုက်ခိုက်ပြီးလေရင်ကိုထိန်းချုပ်လိုက်ပါတော့တယ်အခြေအနေကဒီမှာမပြီးသေးပါဘူး Cyrus ဟာလေရင်ပေါ်မှာရှိတဲ့ရဲတွေကိုဓားစာကန်အဖြစ်ထမ်းဆီးထားပြီးသူတို့ရဲ့ရည်ရွယ်ချက်ကတော့အမေရိကန်ကနေတခြားနိုင်ငံကိုထွက်ပြေးဖို့ပါကင်မရွန်ပိုးဟာဒီအချိန်မှာလေရင်ပေါ်ကနေဆင်းသွားလို့ရတဲ့အခွင့်အရေးတစ်ကြိမ်ရခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တငယ်ချင်းထောင်ထွက်တယောက်ထက်တဲ့ Baby O ကစီးကြိုယောဂကြောင့် insulin ဆေးအရေးတကြီးလိုအပ်နေတာရဲ့နောက်ပြီးလေရင်ပေါ်မှာပါလာတဲ့အမျိုးသမီးရဲအရာရှိတယောက်ကိုရာဇဝတ်ကောင်တွေရန်ကနေကာကွယ်ပေးချင်တာကြောင့်သူတယောက်တည်းလွတ်မြောက်အောင်မပြေးပဲလေရင်ပေါ်မှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီကြားထဲမှာ The Marietta လို့ခေါ်တဲ့လေရင်ကွင်းဟောင်းမှာလေရင်ဆင်းသက်တဲ့အခါမှာတော့အခြေအနေတွေကပိုပြီးရှုပ်ထွေးလာပါတယ်အဲ့ဒီမှာကမ္ဘာကြော်မျောတဲ့လူသက်သမားကြီး Garlic Foot လို့ခေါ်တဲ့ Garland Green လေရင်ဘော်ကိုတက်လာပါတယ်။သူကတော့ကြောက်စရာအကောင်းဆုံးလူသက်သမားကြီးပါ။မြေကြီးပေါ်မှာရှိတဲ့ရဲအရာရှိ Vince Larkin ကတော့လေရင်ကိုပစ်ချဖို့ကြိုးစားနေတဲ့အစိုးရအဖွဲ့ဝင်တွေကိုတားဆီးနေရင်ကင်မရွန်ပိုးစီကလာတဲ့လွှတ်ရွက်သတင်းစကားတွေကိုစောင့်ဆိုင်းနေရပါတယ်။ကင်မရွန်ဟာရာဇဝတ်ကောင်တွေဂျာမှသူတို့လိုလူဆိုးတစ်ယောက်ဖိထန်ဆောင်ပြီးအချိန်ဆွဲထားရပါတယ်။ Cyrus ကလည်းကင်မရွန်ကိုတန်တရားဝင်လာတဲ့အခါမှာတော့ဇက်လမ်းမှာတကယ်ကိုရင်တထိတ်ထိတ်ဖြစ်လာပါတော့တယ်။ဇက်ရှင်ကတဖြည်းဖြည်းမြင့်တက်လာပြီးနောက်ဆုံးမှာတော့လေရင်ဟာ Las Vegas မြို့ရဲ့လူစီကားတဲ့လွမ်းမတွေပေါ်ကိုအရှိန်အဟုန်နဲ့ပြတ်ကျလာပါတော့တယ်။ကာစီနိုရုံကြီးတွေကြားတဲ့လေရင်ကြီးဝင်တိုက်သွားတဲ့အခန်းကတော့ဒီကားရဲ့အမိုက်ဆုံး action အခန်းပါ။လေရင်ပြတ်ကျပြီးနောက်မှာတော့ Cyrus နဲ့ Cameron တို့ရဲ့နောက်ဆုံးရင်ဆိုင်မှုကတော့ Las Vegas လွမ်းမတွေပေါ်မှာ Cygery မိသက်ကွက်ရဲတွေနဲ့လိုက်လံတိုက်ခိုက်ကြတဲ့အခန်းပါနောက်ဆုံးမှာတော့ကင်မရွန်ဟာ Cyrus ကိုအပြတ်ရှင်းလိုက်ပြီးဥပဒေလက်ထဲကိုပြန်အပ်နိုင်ခဲ့ပါတယ်။ဇက်သိန်းခန်းမှာတော့ကင်မရွန်ဟာဖောင်တွေသွေးတွေပေးချန်နေပေမဲ့သူ့လက်ထဲမှာတော့သူ့သမီးလေးအတွက်ရှစ်နှစ်လုံးတိမ်းထားခဲ့တဲ့ယုံရုပ်လေးကိုကင်ပြီးသမီးလေးနဲ့ဇနီးတဲ့ဆွေကိုရှောက်သွားခဲ့ပါတယ်။သူတို့မိသားစုပြန်လဲဆုံတွေ့တဲ့အခန်းကတကယ်ကိုစိတ်လှုပ်ရှားကြည်နူးစရာကောင်းလာပါတယ်။ကဲပရိသတ်ကြီးCon Air ဆိုတဲ့ဒီရုပ်ရှင်ကားကြီးဟာ action တီးတန့်တင်မကတငယ်ချင်းအပေါ်မှာထားတဲ့သစ္စာရနဲ့မိသားစုအပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာကိုပါပေါ်လွင်စေတဲ့ကားကောင်းတကားပါတကယ်လို့တင်သာကင်မရွန်ပိုးရဲ့နေရာမှာဆိုရင်ကို့အသက်လွတ်အောင်အရင်ပြေးမလားဒါမှမဟုတ်တငယ်ချင်းအသက်ဆွန့်ပြီးကူညီမလားဆိုတာကို comment မှာရေးပေးသွားပါအောင်နောက်ထပ်ဘလို့ရုပ်ရှင်မျိုးတွေကို recap လုပ်ပေးစီခြင်းလဲဆိုတာလဲအကြံပေးခဲ့ကြပါအောင်ခင်ဗျာ